တော်ကြီးရဲ့အဆက်မှာအင်ဂျီကျကျနဲ့တီရှိနေတဲ့တဲစုရွာကလေးဟာပုံမှန်အားဖြင့်တော့ညနေတကောင်ရဲ့အရှိန်ဆိုရင်အရန်ကိုတိတ်ဆိတ်ငြိမ်သက်လေးရှိပါတယ်။ပစင်းရင်ငွဲတန်တွေနဲ့တောပိုးကောင်လေးတွေရဲ့တစီစီမြေတန်ကလွဲလို့ပတ်ဝန်းကျင်တစ်ခုလုံးဟာငြိမ်သက်လျှောက်ကပ်နေကြတာပါ။ဒါပေမဲ့လွန်ခဲ့တဲ့2ရက်3ရက်ကစပြီးအဲ့ဒီအေဂျင့်ရဲ့တိတ်ဆိတ်မှုတွေဟာကြောက်မက်ဖွယ်ကောင်းတဲ့အတန်တွေကြောင့်ပျက်စီးလို့သွားခဲ့ပါပြီ။မောင်မိုက်နေတဲ့အချိန်ရွာထဲကနေတရိษံတွေရဲ့နာကျင်လွန်းလို့အော်ဟစ်လိုက်တဲ့အတန်တွေကညအမောင်တူကိုထိုးပေါက်ပြီးထွက်ပေါ်လို့လာတတ်ပါတယ်။အဲ့ဒီအတန်တွေဟာတာမန်တရိษံဟောက်တန်မျိုးမဟုတ်ရပဲတစုံတစ်ခုရဲ့အန်ဒီရဲ့ပြုမှုကိုခံလိုက်ရသလိုအတကုံအော်ပြီးမှရုတ်တရက်ပြန်လဲငြိမ်သက်သွားလေရှိတာပါ။မိုးတောက်လို့အလင်းရောင်ဖြော့ဖြော့လေးဖြာကျလာတဲ့အခါတဲစုရွာကလေးရဲ့ငြိမ်သက်မှုဟာထိတ်လန့်တုန်လှုပ်မှုတွေအဖြစ်ပြောင်းလဲလို့သွားခဲ့ပါတယ်။အကြောင်းကတော့ရွာသားတွေဟာသူတို့ရဲ့ရှံဝန်းတွေထဲမှာအမြဲတမ်းကျွေးမွေးထားတဲ့အိမ်မွေးတရိษံလေးတွေရဲ့ရုပ်အလောင်းတွေကိုရင်းနှင်းပွေရမြင်တွေ့လိုက်ကြရလို့ပါပဲ။ဒီဆုံးနေတဲ့တရိษံတွေရဲ့အရှိအနေဟာကြီးရယုံနဲ့တင်ထူးဆန်းနေပြီးလေပင်နဲ့ပိုက်သားတွေမှာတစုံတစ်ခုကကိုင်ခဲဝါမျိုးထားသလိုစုပ်ပြက်တက်နေတဲ့တန်ရာကြီးတွေနဲ့ပွင့်ထွက်နေပါတယ်။ဘိုးဘီထူးဆန်းတာကတော့အတွင်းကလီစာတွေဟာအစာအနာတော်မကျန်တော့ပဲအကုန်လုံးအစားခံထားရတာပါ။ဒီနေ့မနက်မှာတော့ရွာသားတွေဟာအပွားအုံးမြိုင်ရဲ့ရှံဝင်းထဲမှာမွေးထားတဲ့ခွေးလေးဘူနီရဲ့ရုပ်အလောင်းကိုဝိုင်းအောင်ပြီးကြည်နေကြပါတယ်။ဒီဆုံးနေတဲ့ခွေးလေးရဲ့အရှိအနေဟာအရင်ကဖြစ်ရက်တွေလိုပဲအတွင်းကလေးသားတွေပျောက်ဆုံးလို့နေခဲ့တာပါ။အဲ့ဒီလူအုပ်ထဲမှာစိုးတင်ဆိုတဲ့လူရွယ်တယောက်လဲပါဝင်ပြီးသူဟာတိတ်ဆုံးနေတဲ့ခွေးအသေးကောင်ကိုစိုက်ကြည့်ရင်အခုလိုပြောလိုက်ပါတယ်။ငါတိုက်ချက်တွေလည်းမင်းညာက3កောင်တော့အသက်ခံလိုက်ရပြီကွာ။စိုးတင်ရဲ့စကားကြောင့်ရွာသားတွေရဲ့ကြားထဲမှာပိုလို့တောင်ထိတ်လန့်တုန်လှုပ်သွားခဲ့ကြပါတယ်။ဒီတစ်ခါမှာတော့အနားမှာရှိတဲ့ရွာသူကြီးဦးတာစိန်ကတေးဆုံးနေတဲ့ခွေးအလောင်းကိုတေရှာစစ်ဆေးပြီးတဲ့နောက်သူ့ရဲ့စိုးရိမ်မှုကိုအခုလိုပဲထပ်လောင်းပြောကြလိုက်ပါတယ်။ဒါဟာတာမန်ခွေးအားဒါမှမဟုတ်ဒေါ်ခွေးတွေလောက်တာမဟုတ်တော့ဘူး။မင်းတို့ကြည့်အောင်လေပိုက်တဲကကလေးစားတွေကိုအကုန်နှိုက်စားသွားတာကွာ။ငါအကျဉ်တော့ဒါတစီတကောင်ဒါမှမဟုတ်ဟုတ်ကောင်တစ်မျိုးမျိုးရဲ့လက်ချက်ပဲဖြစ်ရမယ်။အဲ့ဒီခါမှာတော့ဘေးနာကရွာသားတော်များများဟာလေကြောက်လန့်တကြားနဲ့ရုပ်ရုပ်တဲတဲဖြစ်ကုန်ကြပါတော့တယ်။ဒီအတော်အတွင်းမှာပဲကိုဝင်အရင်အမာနဲ့မွေးဖွားကန်ဒီဖြစ်နေတဲ့မနှင်းစီရဲ့ခင်ပွန်းလည်းဖြစ်တယ်လို့ရွာထဲမှာတန်မာထွားချိုင်းဆုံးလူရွယ်ဖြစ်တဲ့ကိုရှိတီကစိုးရင်ကြီးနဲ့ခုလိုမေးလိုက်တာပေါ့။ဟုတ်ကောင်ဟုတ်လားတကြီးဒါပေမဲ့ကျွန်တော်တို့ရွာတွေကိုအဲ့ဒီကောင်ကဘယ်လိုလုပ်ပြီးရောက်လာနိုင်မှာလဲဗျ။ကိုရှိတီရဲ့အမေကိုရွာလူကြီးဦးသားစိန်ကကောင်းတငိမ့်ငိမ့်နဲ့အခုလိုပဲပြန်လဲဖြေချလိုက်ပါတယ်။အဲ့ဒါကအကြောက်ရဆုံးအချက်ပေါ့ကွာအဲ့ဒီအကောင်ကဘာတူလဲဘယ်နေရာမှာပုံနေလဲဆိုတော့ငါတို့လုံးဝမသိနိုင်ဘူးလေဒီအခါစိုးတင်ဟာကြောက်လန့်နေကြတဲ့ရွာသားတွေရဲ့မျက်နှာတွေကိုတစ်ချက်ဝှေ့ကြည့်ပြီးသူ့ရဲ့အကြံပြုချက်ကိုအခုလိုပြောပြခဲ့ပါတယ်ကျုပ်တင်တော့ဒီကိစ္စကိုဇေယျတော်ဦးစံနာနဲ့တွားပြီးတိုင်ပင်မှဖြစ်မယ်တင်နေဗျာဇေယျတော်ကစားပြီးကျန်းကန်ဒီတက်မြောက်ရုံနဲ့မကဘူးအင်းအိုင်ကာတာမန်နန်တွေမှာလည်းနာမည်ကြီးတယ်ဆိုတော့ကျုပ်တို့အတွက်အကူအညီဖြစ်နိုင်တယ်ဗျစိုးတင်ရဲ့စကားကိုရွာသားအလုံးကလည်းလက်ခံယုံကြည်ပြီးအဲ့ဒီအကြံအတိုင်းလှုပ်ဆောင်ဖို့တညီတညွတ်သေးထောက်ခံကြပါတယ်။ဒါကြောင့်ညနေဆောင်အချိန်မှာတော့ရွာမှာဖြစ်ပျက်နေတဲ့ရှောက်ချားဖွယ်ရာတွေကိုဖြေရှင်းပေးဖို့တရားတော်ဦးစန္ဒရှိရာဘုန်းတော်ကြီးကျောင်းစီကိုထွက်လာခဲ့ကြပါတယ်။နေဝေဤတရောအချိန်ကိုရောက်တာနဲ့အမျှကောင်းကင်ရံကနေရောင်ကြီးဟာလိမ္မော်နီရောင်ဖြော့ဖြော့တန်းပြီးတောအုပ်ကြီးရဲ့နောက်ွယ်ကိုတဖြည်းဖြည်းပျောက်ကွယ်လို့သွားခဲ့ပါပြီ။ပုံမှန်အားဖြင့်တော့ညနေပိုင်းအချိန်တွေမှာအေဂျင့်တိတ်ဆိတ်နေလေးရှိတဲ့တဲစုရွာဦးကျောင်းကလေးကအခုဆိုရင်တော့တစ်သားစရက်အိုကြီးပေါ်မှာစုယုံနေကြတဲ့ရွာသားတွေကြောင့်လူစီကားလို့နေပါပြီ။ရွာသားတွေဟာသူတို့ရင်ထဲကစိုးရိမ်ပူပန်မှုတွေကိုဖျောက်ဖျက်ပေးနိုင်မယ်ဆရာတော်ဦးစန္ဒာရောက်လာမယ့်အချိန်ကိုဇရက်ပေါ်မှာအားကိုးကြီးနဲ့စောင့်ဆိုင်နေကြတာပါတိတ်မကြခင်မှာပဲတက်တော်80နာကတ်နေပြီဖြစ်တဲ့ဇရာတော်ဦးစန္ဒာဟာရွာသားတွေရှိရာဇရက်ပေါ်ကိုကြွမြန်းလို့လာခဲ့တာပေါ့ဇရာတော်ဟာခန္ဓာကိုယ်သေးသွယ်ပိန်ပါပြီးမျက်နှာကအမြဲတမ်းပြုံးရောင်တန်းနေတယ်လို့သဘောကောင်းလာတဲ့ဇရာတော်တပါပါပဲဇရာတော်ရဲ့မျက်လုံးတွေထဲမှာမေတ္တာရိပ်တွေပြည့်နေပေမဲ့တစ်ဖက်မှာလည်းခံမှန်းရခက်ခဲတဲ့လျှို့ဝှက်ချက်တစ်ခုကရှိနေတယ်လို့ခံညာထဲဝမှုကိုလည်းမြင်တွေ့လို့နေရပါတယ်တရားတော်ဦးစန္ဒာဟာဇရက်ပေါ်မှာနေရာယူလိုက်ပြီးတဲ့နောက်စိုးရင်တကြီးစောင့်တိုင်းနေကြတဲ့ရွာသားတွေကိုကြည့်ကအခုလိုမေးမြန်းလိုက်ပါတယ်။တကာမတို့ဘာများအရေးကြီးကိစ္စရှိလို့လဲ။ခုလိုမိုးရှုပ်မိုးမောင်ကြီးမှာအားလုံးစုယုံပြီးကျောင်းကိုရောက်လာကြတာဆိုတော့လေ။ဇ
ရာတော်ရဲ့အမေစကားအဆုံးမှာတော့ရွာလူကြီးဦးတာစိန်ကရွာသားအားလုံးရဲ့ကိုးစားလက်ရှိဖြစ်ပျက်နေတဲ့ဒုက္ခတွေကိုစတင်လျှောက်တင်ပါတော့တယ်။ညစဉ်ညတိုင်းအရေးအတွက်တိုးပွားနေတဲ့အိမ်မွေးတိရစ္ဆာန်အသေးကောင်တွေအကြောင်းကိုဦးတာစိန်ကစိတ်မကောင်းစွာနဲ့အရင်ဆုံးပြောပြလိုက်တာပေါ့။ဒီဆုံးနေတဲ့တိရစ္ဆာန်တွေရဲ့ခန္ဓာကိုယ်ပေါ်မှာတွေ့ရတဲ့ဒဏ်ရာတွေဟာတာမန်ထက်ထူးခြားနေပြီးကြည်ုံနေတဲ့ရွှေရှားဝဲကောင်းလောက်အောင်ကိုစုပ်ပြတ်တတ်နေတဲ့အကြောင်းကိုလည်းထည့်သွင်းပြောဆိုလိုက်တာပါ။ဒီလိုဘာမှမသိတဲ့ဘေးအန္တရာယ်ဆိုကြီးကြောင့်တရွာလုံးဟာကြောက်ရွံ့မှုတွေနဲ့ဝါမျိုးခံထားရတယ်လို့ဖြစ်နေတာပေါ့။ရွာသားတွေဟာညအချိန်ရောက်တိုင်းဘယ်သူမှကောင်းကောင်းအိမ်မပြောနိုင်တော့ပဲထိတ်လန့်တုန်လှုပ်နေရတဲ့အကြောင်းကိုအသေးစိတ်ပြောပြလိုက်တော့တာပေါ့။တပည့်တော်တို့တင်လာတော့ဒါဟာတာမန်တော်ရဲ့တိရစ္ဆာန်လောက်တာမျိုးမဟုတ်ဘူးဖေဟာ။ဟုတ်ကောင်တို့တော်ရင်တစီတွေများဖြစ်နေမလားလို့တပည့်တော်တို့ကြောက်နေကြတာပါ။အခုအချိန်မနေနေနိုင်ရင်တော့တနေ့နေ့မှာလူတွေအပေါ်ရန်ရှာလာမှာကိုလေရွာသားတွေကစိုးရင်ကြောက်ရွံ့နေကြပါလေဖေဟာ။ဆရာတော်ဦးစန္ဒဟာရွာသားတွေရဲ့စိုးရိမ်ပူပန်မှုတွေနဲ့ရှောက်ထားချက်ကိုတည်ငြိမ်စွာနဲ့နားထောင်နေခဲ့ပါတယ်။ဆရာတော်ရဲ့မျက်နှာတော်မှာထိတ်လန့်တုန်လှုပ်တဲ့အရေးအယောင်မရှိပဲတစုံတစ်ခုကိုလေးလေးနက်နက်တွေးတောနေတဲ့အမှုအရာဖြစ်နေခဲ့တာပါ။အဲဒီနောက်မှာတော့ဆရာတော်ကရွာသားတွေကိုအခုလိုမိန့်ကြားလိုက်ပါတယ်။တကားတို့ရဲ့အခက်အခဲကိုဘုံကြီးနားလဲပါတယ်ကွယ်။ဒီဖောက်ကောင်ဆိုတဲ့အရာတွေနဲ့ပတ်သက်တဲ့ကိစ္စတွေကကစားစရာမဟုတ်ဘူးကွယ်သူတို့ဟာလူခန္ဓာကိုယ်ထဲမှာပုံအောင်နေထိုင်တတ်တဲ့ဝိညာဉ်ဆိုးတွေပဲနေခင်းပဲဆိုရင်တော့တာမန်လူတွေလိုပုံမှန်အတိုင်းနေထိုင်တတ်ကြပြီမဲ့ညဘက်ရောက်ပြီဆိုရင်တော့အသာရှာဖို့ထွက်လာကြတာမျိုးပေါ့ဆရာတော်ရဲ့စကားကိုနားထောင်နေတဲ့ကိုရှိတီကအာကိုတကြီးနဲ့အခုလိုပဲရှောက်ထားလိုက်ပါတယ်အဲ့ဒါဆိုရင်တပည့်တော်တို့ဘာဆက်လုပ်ကြရင်ကောင်းမလဲဖေဟာတပည့်တော်တို့ကိုနီလန်းလေးများရှိရင်မိန့်ကြားပေးပါဦးကိုရှိတီကတော့မွေးဖွားကန်ဒီကိုရင်အရင်အမှာဖြစ်နေတဲ့ဇနီးတဲ့မနှဲစီအတွက်အထူးတလဲစိုးရိမ်ပူပန်နေမိပါတယ်ကိုဝင်ဆောင်တဲ့ဆိုတာနာနာဘာဝတရေတစီတွေအကြိုက်ဆုံးသားကောင်ဆိုတဲ့စကားကိုကြားဘူးနာဝရှိနေတာကြောင့်ကိုရှိတီရဲ့ရင်ထဲမှာမိခဲတင်ထားသလိုပူလောင်နေရတာပါရွာထဲမှာအခုလိုထူးဆန်းတဲ့ဖြစ်ရက်ဆိုတွေကြုံတွေ့နေရတဲ့အချိန်မှာသူဇနီးအတွက်စိတ်မအေးနိုင်ပဲတခုခုဖြစ်မှာကိုတွေးကြောက်နေကြရရှာတာပေါ့ကိုရှိတီရဲ့တုံရင်နေတဲ့အတန်ကိုကြားတဲ့အခါဆရာတော်ဦးစန္ဒဟာမျက်စိကိုမှိတ်လိုက်ပြီးတစုံတစ်ခုကိုဆင်ကျင်နေပါတယ်။ဇရက်ပေါ်မှာခဏတာတိတ်ဆိတ်သွားပြီးတော့ရွာသားတွေဟာလည်းအသက်ရှူဖို့တောင်မေ့နေကြသလိုဆရာတော်ရဲ့အဖြေကိုရင်တမမနဲ့စောင့်စားလို့နေကြတာပေါ့။အဲဒီနောက်မှာတော့ဆရာတော်ဟာမျက်လုံးကိုပြန်လဲဖွင့်လိုက်တဲ့အချိန်သူ့ရဲ့မျက်နှာတော်ဟာအရင်ကထက်တီကြီးလေးနက်သွားတာကိုတွေ့လိုက်ရတာပေါ့။ဘုန်းကြီးအနေနဲ့တကားတို့ကိုအစွမ်းကုန်ကူညီပေးပါမယ်။ဒါပေမဲ့ဒီဘုတ်တစီတွေကိုနှိမ်နှင်းဖို့ဆိုတာထင်သလောက်တော့မလွယ်ဘူးကွယ်သူတို့ကအစွမ်းရှိတဲ့ဝိညာဉ်စိုးတွေဖြစ်တာဆိုတော့ဘုန်းကြီးဘက်ကလည်းပြင်ဆင်စရာရှိတာလေးတွေအရင်ပြင်ဆင်ရမယ်အခုတော့တကားတို့အားလုံးအိမ်ကိုအမြန်ပြန်ကြအိမ်တကားတွေပြတင်းပေါက်တွေကိုလည်းလုံခြုံအောင်ပိတ်ထားကြပါပြီးရင်ဘုန်းကြီးအခုတင်ပေးမယ်ဘေးရန်ကင်းကားတာကိုအမြဲတမ်းရွတ်ဖတ်နေကြဒီကားတာကိုရင်ထဲမှာစွဲနေအောင်ရွတ်ထားကြနော်ညဘက်ရောက်ရင်ဘာအတမ်းမဲကြကြဘလို့အရှင်နေမျိုးပဲဖြစ်ဖြစ်အိမ်အပြင်ကိုလုံးဝမထွက်ကြနဲ့ကွဆရာတော်ဟာရွာသားတွေကိုအကာအကွယ်ရစေဖို့အတွက်နမောဗုဒ္ဓတာနမတသုတံတော်ဆိုတဲ့ဂါထာတော်တွေကိုတင်ကြားပေးခဲ့လိုက်ပါတယ်။ဆရာတော်ကဂါထာကိုတလုံးချင်းစီပြပြတတ်ရွတ်ဆိုပြနေစမှာပဲရွာသားတွေကလည်းကြောက်စိတ်တွေကိုဖြေဖျောက်ရလိုက်ရွတ်ဆိုကြတာပေါ့။ရွာသားတွေအားလုံးဟာရင်ထဲမှာကြောက်စိတ်တွေရှိနေပေမဲ့ဆရာတော်ရဲ့စကားကြောင့်အနှဲငယ်တော်မျှော်လင့်ချက်တွေရှိသွားကြပါတယ်။ဒါကြောင့်သူတို့အားလုံးဟာနေမဝင်ခင်အိမ်ကိုအမြန်ဆုံးပြန်ကြပြီးဆရာတော်မှာကြားထားတဲ့အတိုင်းတကားတွေကိုအတွင်းကနေကြက်ထိုးကပိတ်ဆို့လိုက်ကြသလိုပြတင်းပေါက်တွေကိုလည်းလုံခြုံအောင်ပိတ်ထားလိုက်ကြပါတယ်။အခုဆိုရင်တော့တရွာလုံးဟာတုတ်တန်တစားပြလို့တိတ်ဆိတ်ငြိမ်သက်လို့သွားခဲ့ပါပြီ။ဒါပေမဲ့အေဂျန်တီငြိမ်လာတဲ့တင်ကန်းရိပ်အောက်ကဆရာတော်ရဲ့ပုံရိပ်နောက်ွယ်မှာတော့ထူးဆန်းတဲ့အမောင်တူတစ်ခုရှိလို့နေတာပေါ့။အဲ့ဒီအမောင်တူဟာဘယ်အရာနဲ့မှနှိုင်းရှင်လို့မရတော့အောင်ထိတ်လန့်စရာကောင်းလွန်လှပါတယ်။ဆရာတော်ရဲ့မျက်လုံးတွေဟာလည်းအမောင်ထဲမှာတမျိုးတစ်ပုံပြောင်းလဲသွားပြီးကြောင်မဖွယ်ကောင်းတဲ့လျှို့ဝှက်ချက်တစ်ခုဖုံးကွယ်ထားသလိုမျိုးဖြစ်နေကြတာပါ။ဒီလိုထူးဆန်းရှောက်ချားစရာကောင်းတဲ့အပြောင်းအလဲကိုတော့ရွာသားတွေကဘယ်သူတဦးတယောက်ကမှတတိမထားမိသလိုသိလဲမသိရှိကြပါဘူး။
အဲဒီနောက်ပိုင်း2ရက်3ရက်အတွင်းမှာတော့တရိတ်ဆန်တွေထူးထူးခြားခြားအသက်ခံရတဲ့ဖြစ်စဉ်တွေကတဖြည်းဖြည်းနှဲပါလို့သွားပါတယ်။ဒါကြောင့်ရွာသားတွေရဲ့ရင်ထဲမှာကိန်းအောင်နေတဲ့စိုးရိမ်ပူပန်မှုတွေကလည်းအနှဲငယ်လျော့ပါလို့သွားခဲ့တာပေါ့။ဆရာတော်ဦးစန္ဒာရဲ့ကာရာအစွမ်းကြောင့်တရေစီတွေရွာကနေလွင်စင်ထွက်ပြေးသွားကြပြီထင်တယ်လို့တော့တချို့ကခိုင်ခိုင်မာမာယုံကြည်ပြီးစိတ်အေးလက်အေးရှိလာခဲ့ကြတာပေါ့ရွာထဲမှာလည်းအရင်လိုထိတ်လန့်စရာစကားတွေအစားအကောင်းမြင်တဲ့စကားသံတွေပြန်လည်ကြားလာခဲ့ရပါပြီဒါပေမဲ့တကယ်လက်တွေ့မှာတော့အဲ့ဒီငြိမ်သက်မှုဟာအေးချမ်းမှုအစစ်အမှန်မဟုတ်ပါဘူးဒါဟာကြောင်မဖွယ်ရမုံတိုင်းကြီးမတိုက်ခင်မှာပတ်ဝန်းကျင်တစ်ခုလုံးခိတ္တခဏရှောက်ရှားပွဲငြိမ်သက်နေတဲ့သဘောမျိုးပဲဖြစ်ပါတယ်တညမှာတော့ကောင်းကင်ရဲ့တကူလုံးလာမင်းရဲ့အလင်းရောင်ကွယ်ပြောက်ပြီးမှောင်အတီးကျလို့နေပါတယ်။ကြေအောင်လေးတပွင့်အောင်မမြင်ရလောက်အောင်မှောင်မိုက်နေတဲ့ဒီအရှိန်မျိုးမှာပဲကိုဝင်အရင်အမာနဲ့မနှင်းစီဟာဘိုက်ထဲကနေရစ်ရစ်ပြီးနာကျင်လာတဲ့ဝေဒနာကိုစတင်ခံစားလို့လာရတာပါ။အစပိုင်းမှာအနှင်းငယ်သာနာကျင်နေခဲ့ပေမဲ့နောက်ပိုင်းမှာတော့နာကျင်မှုကတစ်ကြိမ်ထက်တစ်ကြိမ်ပိုစိတ်လို့လာပါတယ်။ဝမ်ဘိုက်ထဲကနေတစုံတစ်ခုကအတင်းဆွဲညစ်ထားသလိုခံစားနေရတာကြောင့်မနှင်းစီတယောက်ငွေဖွားဖို့အရှိန်အမှန်တကယ်နီးကပ်လာပြီဆိုတာကိုသိတာလှပါတယ်။ဒီလိုအမောင်တူကြီးစိုးနေတဲ့ညနေသကောင်ရံမှာငွေဖွားခြင်းဝေဒနာကိုပြင်းပြင်းထန်ထန်ခံစားနေရတဲ့အတွက်မနှင်းစီတို့ဇနီးမောင်နှံဟာပိုပြီးတော့စိုးရိမ်ထိတ်လန့်နေကြတာပေါ့။အာကိုချစ်ဒီကျမဘိုက်ထဲကအရန်နာနေပြီရှင်မခံနိုင်တော့ဘူးအနည်းစီဟာကတဲ့မှာဟိုဘက်ဒီဘက်လူလိုက်နေပြီးနာကျင်လွန်းလို့မျက်နှာတစ်ခုလုံးမှာလည်းရွှေတီရွှေပေါက်တွေစုပ်နေပါတယ်။ဇနီးတဲ့ဒုက္ခရောက်နေတဲ့ပုံစံကိုကြည့်ပြီးကိုရှိတီလည်းပြပြတလဲဖြစ်သွားကအားပေးစကားပြောလိုက်တာပေါ့။အေးထားပါနင်းစီရဲ့ကိုအခုချက်ချင်းလက်တဲ့တော့အေးကြီးကိုတွားဟောက်ပေးမယ်နော်ခဏလေးပဲအောင်ထားပါဦး။ကိုရှိတီဟာဇနီးတဲ့ကိုအသေးရှာမှားကြားပြီးတာနဲ့အိမ်တကားကိုပွင့်ကမှောင်မိုင်းနေတဲ့ညာကြီးတဲ့ကိုအပြေးအလွှာထွက်သွားပါတော့တယ်။နာကျင်မှုဝေဒနာကိုအန်ကျိတ်ခံစားနေရတဲ့မနှင်းစီတယောက်တည်းအိမ်အလဲမှာရှိထားတဲ့ရေနံစီမီးအိမ်ကလေးရဲ့မိတ်တုတ်တုတ်အလင်းရောင်အောက်မှာအားကိုရမဲစွာနဲ့ကြံရည်ခဲ့ရတော့တာပေါ့။ကိုရှိတီရဲ့မြန်ဆန်တဲ့ရှည်တံတွေတဖြည်းဖြည်းဝေးရာကိုပျောက်ကွယ်သွားပြီးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားတဲ့အချိန်မှာတော့မနှင်းစီဟာတခုခုထူးခြားနေတာကိုစတင်ခံစားလိုက်ရပါတယ်။အပြင်ကအေးစိမ့်လာတဲ့လေတစ်ချက်ဟာအိမ်တကားနဲ့ပြတင်းပေါက်တွေကိုလုံခြုံအောင်ပိတ်ထားတဲ့ကြားတွေကနေအခန်းထဲကိုစိမ့်ဝင်လာသလိုခံစားလိုက်ရတာပါ။အဲ့ဒီလေအေးအေးနဲ့အတူဘဲကလာမှန်းမသိတဲ့သွေးညင်တဲ့တကူကလည်းနှာခေါင်းထဲကိုဆူဆူရှက်ရှက်တိုးဝင်လာပြီးလူကိုပြုတ်အန်ကျင်လာအောင်အထိဒုက္ခပေးနေပါတယ်။တစုံတစ်ယောက်ကအမောင်တွေကနေသူ့ကိုစိုက်ကြည့်နေသလိုခံစားရတာကြောင့်မနှင်းစီဟာကြောက်ကြောက်လန့်လန့်နဲ့မေးခဲ့လိုက်တာပေါ့။ဘာတူလဲအဲ့ဒါဘာတူလဲလို့မနှင်းစီကအတန်တုံတုံရင်ရင်နဲ့မေးလိုက်ပေမဲ့တုံ့ပြန်တန်းဆိုလို့အိမ်ခေါင်မှုဘောကနေတိုးဝင်လာတဲ့လေးတန်းတိုးတိုးလေးကလွဲလို့ဘာမှမရှိပါဘူးအခန်းထဲမှာတော့အသက်ရှူရတာတောင်ရင်ဘတ်ထဲကနေကြက်သိပ်လာစေတဲ့တိတ်ဆိတ်မှုကသာစိုးမိုးလို့နေပါတယ်အိမ်အပြင်ပန်းမှောင်အတီးကျနေတဲ့နေရာတစ်ခုကနေတစုံတစ်ယောက်ကသူ့ကိုမျက်တောင်မခတ်ပဲစိုက်ကြည့်နေတဲ့ဆိုတဲ့အတွေးစိတ်ကမနှင်းစီရဲ့ကြောရိုးတဲ့အထိစိတ်သက်သွားအောင်ရှောက်လန့်လို့နေခဲ့ရတာပေါ့အဲ့ဒီအချိန်မှာပဲအိမ်အပြင်ဘက်ကနေလိမ်မော်ရောင်အလင်းတန်းတစ်ခုဟာလေတူကိုခွင်းပြီးအိမ်ထဲကိုဝုန်းကနေတိုးဝင်လို့လာပါတော့တယ်။အဲ့ဒီအလင်းတန်းဟာတာမန်မီးအလင်းရောင်မျိုးမဟုတ်ရပဲအိမ်တဲ့အိမ်လုံးကိုတုံခါသွားစီလောက်တဲ့အထိအရှိန်ပြင်းထန်လွန်လာပါတယ်။အာကူညီကြပါအောင်ဘသူရှိလဲကဲကြပါအောင်မနှင်းစီဟာအသေးခိုင်မတက်အော်ဟစ်လိုက်ရင်တကူလုံးလဲတုံရင်လုံးနေတာပေါ့အိမ်အလဲမှာရှိတ်ထားတဲ့မိန်ပြပြမီးအိမ်လေးကလည်းလေပြင်းတိုးသလိုလှုပ်ခါသွားပြီးအမောင်တို့ထဲမှာလူအရက်ထက်အစမတန်မြင်မာထွားကျိုင်းလာတဲ့အရေးမဲတစ်ခုကိုထင်းထင်းရှားရှားပြသလိုက်ပါပြီအဲ့ဒီအရေးကြီးဟာအခန်းရဲ့အလဲဘဟုံးမှာမမမမတ်ကြီးရက်နေပြီးသူ့စီကနေထွက်ပေါ်လာတဲ့ဖီအားတွေကမနှင်းစီကိုလှုပ်လို့မရနိုင်အောင်ရှုံနှောင်ထားတယ်လို့ပါပဲအမောင်လေးကမျက်လုံးအစုံဟာတွေးရောင်လိုရဲရဲတောက်နေပြီးအဲ့ဒီမျက်လုံးတွေကမနှင်းစီရဲ့ဖောင်းကားနေတဲ့ကိုဝင်ဆောင်ပိုက်ကြီးစီကိုပဲအငမ်းမရစိုက်ကြည့်လို့နေတာပါအဲ့ဒီအကြည့်တွေထဲမှာတာမန်လူသားတစ်ယောက်ရဲ့အသီးစိတ်မျိုးမဟုတ်ပဲအသားစိတ်၅စိတ်ကိုစာလောင်မွတ်သိမ့်နေတဲ့တရိတ်ဆန်ရိုင်းတစ်ကောင်ရဲ့အကြည့်မျိုးဖြစ်နေတာပါမနှင်းစီဟာအဲ့ဒီအကောင်ကြီးရဲ့မျက်နှာကိုအနီးကပ်သေးရှာမမြင်ရသေးပေမဲ့ဒါဟာရွာသားအလုံးကြောက်ရွံ့တုန်လှုပ်နေကြတဲ့ဖုတ်ကောင်ဆိုတာကိုတော့ရှင်းရှင်းသိလိုက်ပါပြီ။ကြောက်စိတ်ကြောင့်အသက်ရှူရတာကြက်တဲလာပြီးမျက်လုံးအစုံကိုပြူးကျဲကသူ့စီကိုဖြည်းဖြည်းချင်းတိုးကပ်လာတဲ့အရေးမဲကြီးကိုကြည့်နေမိပါတယ်။
အဲဒီဖုတ်ကောင်ရဲ့လေးလံတဲ့ရှည်လန်းတိုင်းဟာမန်နေစီအတွက်တော့နိုးထားလို့မရနိုင်တဲ့အိမ်မက်ဆိုးကြီးတစ်ခုသူ့စီကိုတရွေ့ရွေ့ကက်လာတယ်လို့ပါပဲဒါအပြင်နီးကပ်လာတာနဲ့အမျှအခန်းထဲမှာလည်းပြုတ်အန်ကျင်စရာကောင်းတဲ့သွေးညီနှံ့တွေဟာပုံမိုပြီးတော့ပြင်းထန်လို့လာတာပေါ့မလာနဲ့ငန်းတော်လုံးဝမလာနဲ့ထွက်သွားကြစမ်းဖះကဲပါအောင်မန်နေစီဟာအားကိုးရမဲစွာနဲ့လက်တွေရှည်တွေရမ်းခါပြီးတားစီရင်းနဲ့အော်ဟစ်လို့နေခဲ့မိတာပေါ့ဒါပေမဲ့ကြောက်စိတ်ကြောင့်အတန်ကလေချောင်းဝါမှာတင်တစ်ဆုံနေပြီးတဲတဲကွဲကွဲထွက်မလာတော့ပဲအရှာချသာထွက်ပေါ်လို့လာခဲ့တာပါအဲ့ဒီနောက်မှာတော့သူ့ရှေ့ကအရေးမဲကြီးဟာမန်နေစီရဲ့ရှေ့ရင်နားမှာတင်ရုတ်တရက်ရက်တက်လို့သွားခဲ့ပါတော့တယ်ွားကြိုင်လာတဲ့အဲ့ဒီခန္ဓာကိုယ်ကြီးကမနှင်းစီရဲ့အပေါ်ကိုမိုးကကိုင်းညွန်ရှာလာချိန်မှာတော့သူ့ရဲ့မျက်နှာကိုအမောင်ထဲမှာတေချာမမြင်ရသေးပေမဲ့ပြင်းထန်ပြီးလေးလံလာတဲ့အသက်ရှူတန်ကြီးကတော့နားထဲမှာဟိမ့်ထွက်လို့နေခဲ့တာပါအဲ့ဒီအသက်ရှူတန်ကြီးကမနှင်းစီရဲ့ခန္ဓာကိုယ်တွေကသွေးတွေကိုအေးစိမ့်ပြီးရှေ့ပြားလက်ပြားတွေပါမလုံနိုင်အောင်ကြောက်ရွံ့တရုပ်လိုတောင့်တင်းသွားစေပါတယ်အဲ့ဒီနောက်မှာတော့ဘယ်သူမှမမျှော်လင့်ထားတဲ့ရက်ဆက်လာတဲ့ဖြစ်ရဆိုကြီးစတင်တော့တာပေါ့အဲ့ဒီတတဝါကြီးဟာမနှင်းစီနဲ့အနီးကပ်ဆုံးအနေအထားကိုရောက်တာနဲ့တပြိုင်နက်တည်းထက်မြက်လာတဲ့လက်သေးကုတ်ချက်ကြီးကိုဖောင်းကားနေတဲ့ဝမ်ပိုက်စီကိုအားကုန်သုံးပြီးထိုးဆိုင်လိုက်ပါတယ်ဒီအခါမနှင်းစီရဲ့နာကျင်လုံးအော်ဟစ်လိုက်တဲ့အတန်ကြီးဟာတစ်ချက်သာထွက်ပေါ်လာနိုင်ပြီးခဏလေးအတွင်းမှာပဲပျောက်ကွယ်လို့သွားပါတယ်အဲ့ဒီနောက်မှာတော့အသားတွေကိုအတင်းအဓမ္မဆွဲဖြတ်လိုက်တဲ့အတန်ဆိုးကြီးကအိမ်ထဲမှာဟိမ့်ထွက်လို့နေခဲ့တာပါဇက်တိုက်ဆိုသလိုပဲအငမ်းမရစားတောင်းနေတဲ့အတန်တွေကပိုပြီးကြေလောင်လို့လာပါတော့တယ်။အဲ့ဒီအတန်ဟာမိစ္ဆာတကောင်ကသူ့အတွက်အကောင်းဆုံးလို့ယူဆရတဲ့အစားအစာကိုအရသာခံပြီးရက်လျက်စားတောင်းနေတဲ့အတန်မျိုးပါပဲ။အဲ့ဒီအချိန်ကိုရှိတီကတော့သူ့အိမ်ထဲမှာဒီလောက်အထိရက်ဆက်ကြမ်းကြုတ်တဲ့ဖြစ်ရက်ဆိုတွေကျူးလွန်ခံနေရပြီဆိုတာကိုအိမ်မက်တောင်မမှတ်မိသေးပါဘူး။သူဟာရွာတွေကလက်တယ်မကြီးတော်အေးကိုအတင်းခေါ်ဆောင်ပြီးဇနီးတဲ့ရှိရာအိမ်ဘက်ကိုမြန်နိုင်သမျှမြန်အပြေးပြန်လာခဲ့တာပါစိုးရိမ်စိတ်တွေတပွားပွားဖြစ်နေတဲ့ကိုရှိတီဟာအိမ်သားကိုရောက်လာတာနဲ့ဇနီးတဲ့ကိုအားပေးတဲ့အနေနဲ့အခုလိုလှမ်းអော်လိုက်ပါတယ်နေစီကိုပြန်လာပြီဟဲ့လက်တဲ့တော်ကြီးကိုလည်းခေါ်လာခဲ့ပြီအားတင်းထားအောင်နော်သူရဲ့အော်ဟစ်တန်ဟာတိတ်ဆိတ်နေတဲ့ညင်းတဲ့သကောင်ရံမှာဟိမ့်ထွက်သွားပြီးတဲ့နောက်ဇနီးတဲ့အတွက်စိုးရိမ်တကြီးနဲ့လှမ်းပြောရင်ရှန်ဝင်းထဲကိုအပြေးအလွှာဝင်လာပါတော့တယ်။ဇနီးတဲ့စီကပြန်ထူးတန်ကိုမျောလင်းနေခဲ့ပေမဲ့တိတ်ဆိတ်လုံးနေတဲ့အိမ်ကလေးကကိုရှိတီအတွက်တော့ထူးထူးခြားခြားရင်လေးစရာဖြစ်နေပါတော့တယ်။ကိုရှိတီဟာရင်ထဲမှာမိခဲတင်ထားသလိုပူလောင်စွာနဲ့သူ့ဇနီးရဲ့နာမည်ကိုအသေးအတန်အော်ဟစ်ခေါ်ဆိုရင်အိမ်ထဲကိုပြေးဝင်ဖို့အတွက်ပြင်ဆင်လိုက်တာပေါ့။မွေးကန်ဒီဇနီးတဲ့ရဲ့ဘေးအန္တရာယ်ကိုစိုးရိမ်တဲ့စိတ်ကသူ့ကိုဘာမှမတွေးနိုင်အောင်ဖြစ်စေခဲ့တာပါဒါပေမဲ့ရှေ့လန်းမလန်းရသေးခင်မှာပဲအိတ်ခမ်းတကားစီကနေလူတယောက်ရဲ့ပုံရိပ်ဟာမုံတိုင်းတစ်ခုလိုအရှိန်အဟုန်ပြင်းပြင်းနဲ့ပြေးထွက်လို့လာခဲ့ပါတယ်အဲ့ဒီပုံရိပ်ဟာကိုရှိတီနဲ့လက်တဲ့တော်အေရိုရဲ့ရှေ့လန်းအနှဲငယ်အကွာမှာတင်ရုတ်တရက်ရက်တက်လို့သွားပြီးလမ်းကိုပိတ်ဆို့ထားလိုက်ပါတော့တယ်တုံရင်နေတဲ့မိအိမ်ရဲ့ဝါချင်းချင်းအလင်းရောင်အောက်မှာအဲ့ဒီလူရဲ့မျက်နှာကိုအထင်အရှားမြင်လိုက်ရတော့ကိုရှိတီရဲ့မျက်လုံးအစုံဟာပြူးကျဲသွားပြီးနှလုံးသွေးတွေလည်းရက်တန့်သွားသလိုပါပဲတကူလုံးကြောက်ရွံ့တရုပ်လိုတောင့်တင်းသွားပြီးအသက်ရှူဖို့တော့မေးလို့သွားခဲ့ရတာပေါ့သူရှိမှမမတ်ကြီးရက်နေတဲ့သူကတခြားသူမဟုတ်ရပဲသူတို့ရွာသားအားလုံးအာကိုတကြီးနဲ့ကိုးကွယ်စည်းကပ်နေတဲ့ရွာရဲ့အမောင်တူကိုဖယ်ရှားပေးမယ်လို့ယုံကြည်ခဲ့ကြတဲ့ဆရာတော်ဦးစန္ဒာဖြစ်နေလို့ပါပဲဒါပေမဲ့အခုမြင်နေရတဲ့ဆရာတော်ဟာအရင်ကသူတို့တီးခဲ့ကြတဲ့ကြီးညိုပွဲရာမေတ္တာကရုဏာကြီးမားလာတဲ့ဆရာတော်မဟုတ်တော့ပါဘူးဆရာတော်ရဲ့မျက်နှာဟာသူတို့တီကျွမ်းနေကြလူသားမျက်နှာအတိုင်းမဟုတ်တော့ပဲကြောင်မဖွဲရာကောင်းလောက်အောင်ကိုပုံပြက်ပန်းပြက်ဖြစ်နေခဲ့တာပါပါပြင်းနဲ့နှကန်းတစ်ဝိုက်ကအရေးပြားတွေဟာလေမီးလောင်ထားသလိုမဲနေပြီးတွန့်လိန်နေတာပဲဖြစ်ပါတယ်။အစိုးဆုံးကတော့ဆရာတော်ရဲ့ပါဇက်နဲ့မေးစီတစ်ဝိုက်ကလက်ဆက်သွေးတွေဟာပေချမ်းဆူရွှဲနေပြီးကျမ်းပြင်ပေါ်ကိုတော့တဆက်ဆက်နဲ့ကြာနေခဲ့တာပါ။အရင်ကမြစ်တာရိတ်တွေနဲ့ပြင်းနှက်နေတဲ့မျက်လုံးအစုံဟာအခုတော့ငရဲမီးလိုရဲတောက်နေပြီးအသားစိမ်းငါးစိမ်းကိုစာလောင်မွတ်သိမ့်နေတဲ့မိစ္ဆာတကောင်ရဲ့အကြည့်မျိုးနဲ့ကိုရှိတီတို့ကိုစိုက်ကြည့်လုံနေပါတော့တယ်။အဲ့ဒီအကြည့်တွေထဲမှာဘလို့လူသားဆန်မှုမျိုးမှမရှိတော့ပဲရက်ဆက်ကြမ်းကြုတ်တဲ့ဖုတ်ကောင်တကောင်ရဲ့အငွေအသက်တွေသာဖုံးလွှမ်းလို့နေပါတော့တယ်